မင်္ဂလာပါရှင်ကျမတို့ Grand Cancer International ဆေးရုံကြီးဟာ2019ခုနှစ်ကတည်းကအခုချိန်ထိအဆင့်မြင့်ခင်မီကျန်းမာရေးဝန်ဆောင်မှုတွေနဲ့အတူအများပြည်သူဝန်ဆောင်မှုပေးခဲ့တာအခုဆိုလို့ရှိရင်6နှစ်တိတိရှိခဲ့ပြီပဲဖြစ်ပါရဲ့ရှင်ဒီ6နှစ်တာကာလအတွင်းမှာလည်းအများပြည်သူကိုယုံကြည်အားထားရတဲ့သိချယုံကြည်ရတဲ့ဝန်ဆောင်မှုတွေကိုပေးဆောင်နိုင်ခဲ့တယ်လို့လည်းယုံကြည်ပါရဲ့ရှင်ဒါဆိုရင်တော့ Grand Cancer ဆေးရုံကြီးရဲ့6နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ဆေးရုံမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေရဲ့စူတောင်းစကားအတန်ရင်းနှီးစကားအတန်လေးတွေကိုလည်းကျမနဲ့တူနားထောင်ကြည့်လိုက်ရအောင်နော်။ကဲဆေးရုံ anniversary အတွက် front office အနေနဲ့အမစူတောင်းစကားအတန်လေးပြောပေးပါဦး။ မင်္ဂလာပါရှင်ပထမဆုံးအနေနဲ့ Grand Cancer International ဆေးရုံကြီးရဲ့စစ်ကြီးရ anniversary အတွက် congratulation ပါလို့ပြောချင်ပါတယ်ရှင်ဒီဆေးရုံကြီးရဲ့ဝန်ထမ်းအနေနဲ့အလုပ်လုပ်ခွင့်ရတဲ့တက်လက်ဝမ်းသာပါတယ်ရှင်လူထွေးလုံခြုံတဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေအပြင်လူနာတွေအားထားရတဲ့ဆေးရုံကြီးဖြစ်ပါစေလို့လည်းဆုမကောင်းတောင်းပေးရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်Happy 6th Anniversary Grand Cancer International Hospital ကိုကောင်းပြီးပြည့်စုံတဲ့ဝန်ဆောင်မှုတွေနဲ့လူနာတွေကိုကုသမှုပေးနိုင်တဲ့ဆေးရုံဖြစ်ပါစေလို့ကျမတို့ Pharmacy ဌာနကအဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင် Grand Cancer ဆေးရုံကြီးအနာဂတ်မှာလည်းဒီထက်မကပုံမိုတိုးတက်ပြီးလူလူကြိုးပြူဆေးရုံကြီးတစ်ခုအနေနဲ့ဆက်လက်ရည်တည်သွားနိုင်ပါစီလို့ဆုမကောင်းတောင်းပေးပါရရှင်မရေမင်္ဂလာပါ မင်္ဂလာပါရှင်စစ်ကြီးရဲ့ anniversary အတွက်လေဟုတ်စူတောင်းစကားလေးပြောပြပါအောင်ရှင်ဟုတ် Congratulations Grand Cancer for 6th year anniversary လူနာတွေကိုဦးစားပေးပြီးနေ့ရက်တိုင်းပိုကောင်းအောင်စူးစမ်းနေတဲ့ဆေးရုံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ရတာဂုဏ်ယူပါတယ်အားလုံးတူ Grand Cancer ပို့တိုးတက်အောင်စူးစမ်းကြပါမယ်ကျမတို့ Grand Cancer International Hospital ကြီးကိုလာရောက်တဲ့လူနာတွေကိုအကောင်းဆုံးမျိုးထွေးဆောင်ဝန်ဆောင်မှုတွေပေးနေတဲ့အပြင်နောက်ဆုံးမှာခင်မီစက်ပစ္စည်းကိရိယာတွေကြောင့်မြန်မာနိုင်ငံမှာအအောင်မြင်ဆုံးဆေးရုံတစ်ခုဖြစ်လာခြင်းလို့လည်းများစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင် Grand Cancer International Hospital နောက်နှစ်ပေါင်းများစွာအောင်မြင်မှုတွေပို့ပြီးတိုးပွားပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရရှင်ကျေးဇူးတင်ပါတယ်ရှင် Grand Cancer 6နှစ်ပြည့်မှသည်နောက်နှစ်ပေါင်းရာချီတိုင်းအတွန်းရှည်တည်တတ်နိုင်ပါစေလို့ Rehabilitation Center မှာဆုမွန်ကောင်းတောင်းရပါတယ်ရှင်ဒီတက်မကခင်မီတိုးတက်တဲ့နည်းပညာများနဲ့လူနာများကိုအောင်မြင်စွာကုသနိုင်ပါစေလို့လည်းထပ်လောင်းဆုမွန်ကောင်းပြုအပ်ပါတယ်ရှင် Grand Cancer ဆေးရုံကြီး6နှစ်ပြည့်မွေးနေ့မှာစရွေးဒီထက်မကတိုးတက်အောင်မြင်ပါစေလို့လောင်ထီမှာဆုမကောင်းတောင်းပေးပါရှင်မင်္ဂလာပါရှင် Grand Cancer International ဆေးရုံရဲ့6နှစ်ပြည့်မှာဒီနောက်နှစ်ပေါင်းများစွာတိုင်အောင်စပေါင်းများစွာတိုးတက်အောင်မြင်ပါစေလို့ Endoscopy Department နဲ့ Infusion Department မှာဆုတောင်းမေတ္တာပို့သအပ်ပါရှင်အားလုံးပဲ Happy 6th year anniversary ပါရှင် ကဲအခု main office ကညီမလေးရဲ့စူတောင်းစကားအတန်လေးလည်းနားထောင်ကြည့်ရအောင်နော်မင်္ဂလာပါ မင်္ဂလာပါရှင် anniversary ကိုရှင်ချက်ပြောပြပါဦး ဟုတ်ကျမ်းမာပျော်ရွှင်တဲ့လူမှုပတ်ဝန်းကျင်စီကိုဆက်လက်လွတ်တဲ့ခေါ်ဆောင်သွားနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရရှင်ကောင်းမွန်သောဝန်ဆောင်မှုများဖြင့်လူသားအလုံးရဲ့ကျန်းမာရေးကိုဆောင်ရှောက်ပေးနိုင်သောဆေးရုံဖြစ်ရေရှည်တည်တတ်အောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပါရရှင် Happy 6th year anniversary ပါရှင်